Saya mai arungi, lo sanche mujuni chadketo. Narodi, aje tre myandole, freedom night, ukhana matu GFC, dishi jari. Narodi dine, to usi khana ku ase panya chichai. Topsi ge, narodi, mimiro atiti khasaya di, jisu rani. Wajah suasana sudah jauh, berlalu abadai dan percaya. Profesnya tu maksudnya mesti, mesti yang cici pemandangan, profes juga. Sudah asing hanya bangga, mesti logo asing hanya mulai sekarang. Tuntut betul tu sekarang. Tuntut muku juga, musuh apa itu juga, musuh apa itu. Bekam bekam itu juga, sesuatu senang senang. Ucap itu juga, doa wiriannya ucap. Kuyuna tenaga muku juga, banyak wanita boleh bersama. Cicimi lagu simpan sejarah. Makamu ko mangwe, kau amu ko suami sah cuci. Doa, niat ko keto cikhi jalo. Mimi desa dithe. Doa ko mole sah jalo. Seja ayo cimisine, se aja kaswapse, dikhiya ko sekan jalo. Merin cinai. Ambil suara jalo, siapa tu kan junjungan doa, ikan sesuatu, ane macam sudah berjalan jalo. Tapi siapa itu acak nengai, balang bumi jalo, ewat jalo jalo. Ini kan jadi kini kepada orang. Shalom, Yesus Tuhan.
Dominus vobiscum. Et spiritu tuo. Mistio Sancti Evangelisticum Locum. Gloria tibi, Domine. 요가 한지 고 당에 나스리마 차오스니까 거기에 먼저 성유진 가야디 아침 니라도가
ကိုတော်သည်ဂျေရုဆလင်မြို့သို့ကြွတော်မူရန်စိတ်ပိုင်းဖြစ်တော်မူ၏ကိုတော်သည်ဓမ္မတော်များကိုရှိတော်သောကြိုတင်ရှိတော်မူသဖြင့်သူတို့သည်ကိုတော်အသက်ပြင်ဆင်ခြင်းကစမရိယကိုမျိုးတို့၏ရွာသို့ဝင်ကြ၏တို့တော်သူရွာမှမြို့တော်သည်ကိုတော်ကိုလက်မခံကြအကြောင်းမူကားကိုတော်သည်ဂျေရုဆလင်မြို့သို့ခရီးပြုနေသောကြောင့်ဖြစ်သည်ကိုတော်၏တပည့်တော်များဖြစ်ကြသောယာကုပ်နှင့်ယောဟန်တို့သည်လည်းဤအချင်းအရာကိုမြင်သောအခါသခင်ဘုရားကောင်းကင်မှမိကြလာ၍သူတို့ကိုလောင်ကျွမ်းပါစေဟု၍တပည့်တော်တို့အားပြောစီရန်အလိုရှိပါလောဟုမြင်လျှောက်ကြ၏တို့ရာတွင်ကိုတော်သည်လက်၍သူတို့ကိုပြစ်တင်ဆုံးမတော်မူ၏ထို့နောက်သူတို့သည်အခြားရွာသို့ထွက်ခွာသွားကြ၏သူတို့သည်လမ်း၌သွားနေကြစဉ်လူတစ်ယောက်ကကိုတော်ကြွသွားမိနေရာအရက်တို့ကျွန်တော်လိုက်ပါမည်ဟုကိုတော်အားလျှောက်လေ၏ထိုအခါယေရှုကမိခွေးတို့၌တွင်ရှိ၏မိုးကောင်းကဲ့တို့၌တွင်အတိုင်းရှိကြ၏လူသား၌မူကားမိမိကောင်းကြစရာနေရာမရှိဟုသူအားမင်းတော်မူ၏ကိုတော်သည်အခြားသောသူတကိုယ်အားငါတို့လိုက်တော်ဟုမင်းတော်မူ၏သို့တော်လည်းသူတို့ကသခင်ဘုရားအကျွန်ုပ်၏ဖခင်ကိုတကြိုရန်ဘိုးစာတော်ဘုရားစီဟုလျှောက်လေထိုအခါကိုတော်ကလူသည်တို့သည်မိတို့လူသည်များကိုတူကြပါစေတေမောကတွား၍ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောတော်ဟုသူအားမင်းတော်မူ၏အခြားသောသူတို့ကလည်းသခင်ဘုရားကိုတော်၏နောက်တော်သို့ကျွန်တော်လိုက်ပါမည်သို့သောကျွန်တော်၏အင်္ဂလိပ်ရှိသောသူတို့ကိုဘိုးစာတော်စေပါစေဟုလျှောက်လေယေရှုကလည်းတွန်တော်ကိုကဲ့၍နောက်တော့လက်ကြည့်သောသူသည်ဘုရားသခင်၏နိုင်ငံတော်နှင့်ထိုက်တာဟုသူအားမင်းတော်မူ၏ဒီကဘုရားသခင်၏အဝိဂရိတ်ကိုဘတ်တော်မူသည်ဘုရားကျော်တင်ပြီးကိုရရှိမှရှင်မတော်ရာရှိပါစေဒီနေ့တင်းတော်အတွက်ဘူလိုစရာနဲ့ဝမ်းမြောက်စရာဖြစ်တဲ့စီစေမြရဲ့ပထမဘာဓမ္မသစ္စာဆိုခြင်းနဲ့အတူသင်္ကန်းရခြင်းမှာလာရောက်ပြီးမှမစားတရားပို့ဆောင်ပေးတဲ့ပြင်စတော်မိကြတဲ့ဆရာတော်ရှင်ပါဏာကျူရာခတော်ကြီးများစီစေမြတကယ်များရတဲ့မြတ်ဓမ္မစင်ပါတာတူများအားလုံးကျွန်တော်တို့ထောက်ချရမယ့်အချိန်ကလေးဒီကနေ့မှာဘာကြောင့်ဘူလူဆရာပေါင်းကလေးဘာလို့ဝန်တာရမှာလဲပါဆိုင်လဲလို့ဝန်နဲ့ကိုပြန်ပြီးပြီးမှပြန်ထောက်ဆုမဲ့အချိန်တော့ဝန်နဲ့ကိုတုံးတက်ပြီးတယ်ပထမဆုံးအနေနဲ့ဘုရားရှင်အဘအစကအပါလဲဘုရားရှင်ငါတို့ကိုတော့ခံချတဲ့အရာအားလုံးထဲမှာအပေါ်ဆုံးဆိုတဲ့အရာကပါလဲလို့မြင်လို့ဒီမှာရှင်းနေတာပဲဒီနေ့ပြမကျန်းစာကိုတေချာနာထုံးဝေးတဲ့ချက်တွေဖတ်မယ်ဆိုလို့ရှိရင်မိမိရဲ့ခန္ဓာကိုယ်ကိုပူဇော်တကအဖြစ် living sacrifice အသက်ရှင်သောပူဇော်တကအဖြစ်ပူဇော်လိုက်ခြင်းဟာရှားတဲ့အလိုလားဆိုလို့သူကတမန်ကျန်းစာထဲကနေမှတာပေါ်လာတော့တင်ထားတယ်အဲ့ဒီတော့ဒီနေ့ရဲ့ဘဝကိုစိတ်ကပေးမှာရှားတဲ့အတွက် as a living sacrifice မိမိရဲ့ခန္ဓာကိုယ်မိမိရဲ့ဘဝတစ်ခုလုံးကိုပူဇော်တကအဖြစ်အသက်ရှင်သောပူဇော်တကပဲပူဇော်လိုက်တဲ့ဒီဘဝဟာသူတို့ရဲ့ပိစခြင်းနဲ့စက္ကခြင်းဟာသူတို့ရဲ့ပူဇော်ခြင်းဟာဘုရားကအလိုလားဆုံးနဲ့အတော်တာဆုံးပူဇော်တကဖြစ်တယ်လို့တ
မာချင်းစကနေမိဘချိုးပြပြီးမှကျွန်တော်တို့တင်ကြားလိုက်ခြင်းဖြစ်တယ်အဲ့ဒီဟာကြောင့်ကျွန်တော်အထက်ပါကျွန်တော်အတွင်းမှာကျွန်တော်နဲ့အတူရှိနေတဲ့ညီမငယ်လေးတွေဟာမိမိတို့ရဲ့ဘဝကိုဖြန်းခင်တဲ့အဲ့လို as a living sacrifice အသက်ရှင်နေတဲ့ပူဇော်တကာတော့ပူဇော်ဖို့ပြီးတဲ့ဘုရားရှင်နဲ့အတူမိမိကိုယ်လိုလာလာနဲ့လောလောလာနဲ့ပြည့်စက်ခဲ့တဲ့သူတို့အတွေ့အကြုံတော့ကျွန်တော်တို့ကဘုရားရှင်ကိုကျေးဇူးတင်ရတယ်လို့ဘုရားရှင်နဲ့ကိုရတယ်အဲ့ဒီတော့သူတို့အဲ့ဒီဘောင်းဆိုရတဲ့မှာဖြစ်သွားတယ် what they have become ဒီစာဆိုရတဲ့မှာဖြစ်သွားတယ်ကျွန်တော်တို့မြန်မာတော့သင်္ကန်းချုံလိုက်တာပဲလို့မြန်မာပဲဒါပေမဲ့သူတို့ဖြစ်သွားတာကတော့မျက်စိနဲ့မမြင်နိုင်တဲ့ဇုံချစ်ချက်အဖြစ်သိရှိနိုင်တဲ့အသက်ရှင်တဲ့တန်ရှင်းတဲ့သူဆိုတဲ့ကဖြစ်သွားတာဒါကြောင့်ခေါ်တော်မချင်းကပါလေလို့ထပ်မြင်လို့ရှိရင်ဆရာကကျွန်တော်တို့ပညာကိုခေါ်တာမလို့ကျွန်တော်တို့ပညာကပြတဲ့ဘာမှတော့မကြောက်လူလည်းမလုပ်ပါဘူးခင်ဗျားဘယ်လောက်ပဲတော်ဘယ်လောက်ပဲတတ်ဘုရားအတွက်အဲ့ဒီပညာကလူဒါကြောင့်ဘုရားရှိမှာကျွန်တော်တို့ကကြွားစရာဆိုချက်မှမရှိဘူးပညာလည်းမလို့ဥစ္စာကနာလည်းမလို့ဘာမှမလို့ဘဝပဲကျွန်တော်တို့ဘုရားကိုပြနိုင်တာအကောင်းဆုံးကဘဝပဲအဲ့ဒီအကောင်းဆုံးကိုပြနိုင်တဲ့ဘဝကိုဒီကနေ့စီစဉ်တဲ့ပြလိုက်ချက်ပါဘယ်တော့ဘုရားဆရာကောင်းပြီဘယ်တော့ဝတ်တရားဆရာကောင်းလဲဒါကြောင့်ကျွန်တော်တို့ဘုရားမို့တော့ဆိုတဲ့နေရာမှာကိုတက်တဲ့ပညာကိုကျွမ်းကျင်တဲ့အရာနဲ့ဘုရားအစီခံတာမဟုတ်ဘူးအဲ့ဒီလိုကအစီခံမယ်ဆိုလို့ရှိရင်ကိုချက်တော်တဲ့ကိုချက်တတ်တဲ့ပုဂ္ဂိုလ်တော်ကြီးတွေကဘာမှလုံးနဲ့ဒေးတဲ့စိတ်တက်လို့မဟုတ်ဘူးသို့တော်လည်းပဲဘာဖြစ်လို့ပညာမတတ်စာပြီးမကျွမ်းကျင်တဲ့လူငန်းပတ်စရာဘာမှမလုပ်တတ်ဘုရားရှင်ကဘုရားမပြုတ်ပြတတ်တဲ့ဒီခရီးမလေးကိုမှခေါ်ရတယ်စဉ်းစားကြည့်ပေါ့ဒီလိုစကားနဲ့ပြောပြဆိုတော့ခရစ်စမတ်ဘာကြောင့်လဲစဉ်းစားစရာပဲဘာဖြစ်လို့လဲဒီခန္ဓာတော့ဘုရားကငါတို့စီမှာပြောလိုက်တဲ့စကားကတော့ပါလေမင်းပညာကငါလို့မရှိဘူးမင်းမာနလည်းငါလို့မရှိဘူးမင်းတော်ရတတ်တာလည်းငါလို့မဆိုင်ဘူးမင်းဘလောက်ပဲမြင့်စမှာကျွမ်းကျင်နေပါစေဘလောက်ပဲအာသာရှင်ဘောနာကျွမ်းကျင်နေပါစေဘလောက်ပဲအင်ဂျင်နီယာမှာကျွမ်းကျင်နေပါစေအဲ့ဒါတော့မလို့ဘူးဘုရားမင်းနဲ့ပညာကချက်မှလို့မရှိဘူးမင်းကျွမ်းကျင်ဖို့လည်းလာပြီးမှအတဲ့တော့မှကြွားစရာချက်မှမရှိဘူးဘုရားကအဲ့ဒါလို့မရှိဘူးဘုရားကလို့ရှိတာဘဝပဲဒါကြောင့်ခေါ်တော်မချက်ဆိုတာဘဝကိုခေါ်တာပညာကိုခေါ်တာမဟုတ်ဘူးဥစ္စာကိုခေါ်တာမဟုတ်ဘူးကျွမ်းကျင်မှုကိုခေါ်တာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ဒီကနေ့ကိုရတဲ့အချစ်ကလေးရှိတယ်လို့ကိုပြန်ပြီးမှထောက်ဆွရတဲ့အချက်လည်းရှိတယ်အဲ့ဒီအချက်ကပါလဲဆိုတော့အော် system နဲ့လည်းကိုပါတာကိုပုံစံပဲဖြစ်ဖြစ်ဓမ္မစေဝဖြစ်ဘာသာတူပဲဖြစ်ဖြစ်ဒီ system နဲ့လည်းကြားချုပ်မဖြစ်တဲ့အတော့မကြပါဘူးတော့မပြောနဲ့အတော့ချက်လည်းမချက်လို့ဆိုတော့ဘူးနဲ့မဆိုင်ဘူးခေါ်တယ်တရားနဲ့ပဲဆိုင်တယ်ဆရာကတော့တုံးချက်ပဲချက်လို့အတုံးချက်တဲ့နေရာရှိလို့ခေါ်တာအဲ့တော့ဘာသာရေးနဲ့တို့ပုံစံဒီဘာသာရေးနဲ့အတော့မကြပါတော့တော့မပြောနဲ့ဘုရားကိုစော်ကားတာကြားတယ်မင်းခေါ်တာမှမဟုတ်ဘူးမင်းနဲ့ပါစေကိုခေါ်ရမလို့လားခေါ်ရတော့ဘုရားကျွန်တော်ခေါ်ရတော့အတုံးချက်ပဲကျွန်တော်ခေါ်တာအဲ့တော့ခေါ်ရလို့ကမှမင်းအတုံးချက်ပါဘုလို့ပြန်ရက်တယ်ဆိုတဲ့တမျိုးပေါ့မင်းအတုံးချက်ပြန်တော့ဆိုတော့တမျိုးပေါ့သူကမှဘာမှပြောတာဘာရှာဆွေးစမ်းလို့ခေါ်ရဖို့ကိုခေါ်နာဆိုပြောမယ်ဒုတိယချက်မှာတော့ဒီဘာမှလူကျန်းစာချက်မှာတိမပေါ်လို့ဒါပေမဲ့ English မှာအဲ့ဒီရောမှာခေါ်ရစာကိုဖတ်လို့ရှိရင်တော့ judge by the standard of faith judge by the standard of faith ပဲကြည့်ထားတယ်ဇုံချီချင်းမှာချိန်ခံပေးမှာဇုံချီချင်းကိုတာစာထားပေးမှာအရှာအကိုဆုံးချက်ကိုအဲ့ဒီတော့ဒီနေ့စစ်စစ်ဖြစ်တော်တဲ့ပုဂ္ဂိုလ်လေးဇာဖြစ်တော်တဲ့ပုဂ္ဂိုလ်လေးကျွန်တော်လောကကိုအခြေခံပေးမှာပညာကိုအခြေခံပေးမှာပညာကိုစာထားမယ်လောကကိုစာထားမယ်အရှာမှာရှိတဲ့ qualification skill တွေဒါလည်းဆိုရဲ
존 제모니고 산타베마 소켓네 소로시 다쭉 봉시 다쭉 세세 아 맞아 우리 애들가 봐봐 다음에 남부로 표라 중지지고 산타베마 소켓이야지 중지지고 산타베마 소켓로 표현이야마 저로부터 뒤에서 아니래 맞위로 또 뜻이 체망시가 마음이면 뒤에부터 뒤에서 공부 내라 마음에 가자로부터 우리가 비나와 그냥 오시고 제사 받다도만 뒤부리는 그냥 받다도만 만나면 없지 또 누가 비례 거기에 또도래 저는 이기니 이 세월에 대감미고에 이러시에 누구의 뜻사수 보이마 저는 봐 원래 지나게 저는 봐 뒤에로 시급시야게 봐 뒤에 말해서 중지에 친구 같이 간대 아사사야고 중지에 같이 간대 뒤에 중지 책보 마음에 산다네 뒤고 따데 뒤고 저러 봐 뒤에 보고 나비 중지 책보 산타메네 아자야고 미디냐고 산타메 뒤에고 산타메 자기네고 산타메 루치네고 산타메 동다리 아자고 산타메 소로시 저러 봐 그냥 아무로 소리 한 뼈가 뒤에 매도하라 애니로 저는 이게 이 세상에 뭐가 우리가 니세 뭐가 피피 세세가 빠이고 우리가 빠이고 피피 중지지고 산창비마 자치 손필이야네 중지지고 산창비 손필면 소로시에 이게 저는 명하게 미사한테마 내비메 아자가 아루파 비랑 내베들 앞이로네 시아가 나가 민노의 옷사 전나니 민노의 믹빙이하고 이 아는 지나면 뭐가 나로 지나 이거 에러 뭐고 비싸게 될 공고리 저는 싫어마 잡아내서 그 아자마 그 아주마 그날 도시에서 중지 챙기고 시간에만 그 메롱네 펀치상 비랑 비오세 비랑 맹글하시 비랑 지수로 보내 비슷하니 자기가 챙아로 그냥 뭐만 마시 지수로 비 그냥 뭐만 마시 지수로 별로 비자 그냥 뭐만 아주 이거 수가 일찍 송가로 나 수고 나이 부배 다왜 나 수고 나이 부배 어때 뭐라 그래 뭐 일찍 송가 나 수고 나이 부배 나 수고 나이 바로 나 수고 나이 부배 그래 뭐 살아 바로 나 수고 나이 부배 하고 나와배 나 수고시 나 수고 나이 아자가 바래로 비야 나는 뭐 아시지수가 나 수고 나이 먹는 거ပဲ또도 애니만 저로 센사세가 나 수고 뭐가 나이 되래 나로 달래 나이야라 비투와 나이야래 바꿔 또 불러야 말해 바꿔 또 불러서 나 수고 나이야 말해 프랑스도 제사제 마시다라 그래 수동신가 나 수고 별래 뒤도 고배 수익အဲ့လိုပြောတော့ပြောမှရှိမှာလို့ပြောတာဟုတ်ဒါကကျွန်တော်ပြောတာတော့ကျွန်တော်ကိုယ်စုတင်ကြတယ်မချစ်တယ်ခရစ်တော်ကလည်းပြောတာဂျုံချင်းတဲ့စုတာတော့အဆဆအရာရာကိုဖြစ်စီတယ်သူပြောတာသူကလေးတော်ပဲငါတို့တကယ်တော့သူ့ကိုကြည့်ရကလေးတော်ပဲအဆဆအရာကဘာဘူးဖန်ဆဲခဲ့တဲ့တရားရှိတဲ့ကလေးတော်ပဲအဲ့ဒီကလေးတော်ပါလေတော့ခိုင်း그래서 그래야 뭐만 아시지수가 나서고 나고 아시지수가 내가 수고하나 이게는 저는 트레이스 스테이야 들어보면 가로수를 위해서 살아가 시비 컨템플레이티브 거래 스코스 칼란스 뭐래 뭐마로 배면서 스코스 칼란스 뭐너 그래서 액티브레 뭐 컨템플레이티브 아피스 뭐 액티브레 아피스 뭐로 자마라로 스코스 칼란스 리고 에메 들어보고 아마가 나로 만나게 나로 물어나게 수도 치는 뭐가 나로 들어보고 싶어야 나로 대체 그러면 나 수도 나게 들어보면 나 수도 poka리 뭐 비슷하게 돼 그러면 부부라 수도나 대체 그러면 나 부부들에 대체 그러면 수도들에 로카마 그러냐면 아주 크리스천 대바도 아시지수 간나서 오면고 나수가 오면고 아시지수가 수도 쳐서로시 들어오기 시작해서 뭐가 나수고 오면 보고 시작해라 왜? 남이 몰라. 나수고 오면 나만 마음에 띠부로 제로
ပြောလိုက်အောင်လည်းနားလည်းမပြောတော့ဘူး။ဒါစစ်စစ်တဲ့အားလုံးသိပြီးသားဆိုတော့ပြောမယ်စကားမကောင်းတော့အဲ့တော့နတ်စုကိုအောင်မြင်တဲ့အရာကစတော်ချက်ဆိုလို့ရှိရင်စုတော်ဖို့တက်တဲ့ကောင်ကပြစ်စတဲ့ပုဂ္ဂိုလ်ကနတ်စုကိုတကယ်တိုက်ဟုတ်ကိုပြစ်စခဲ့တာပဲအဲ့တော့အဲ့ဒီဘုံကိုမမြင်မြင်နေမလားဒါကြောင့်သူတို့ဘုံကိုကြည့်တဲ့အခါမှာတော့ပုံလာမှုနဲ့မဆုံးဖြစ်နဲ့ပြောင်းလို့ဆိုဖို့နဲ့မဆုံးဖြစ်နဲ့ပြစ်စတဲ့ဘုံအတွက်ဆုံးဖြစ်တယ်ဆိုလို့ရှိရင်ဘယ်လောက်ပြောစရာကောင်းမလဲဘယ်လောက်မှုလို့ဆရာကောင်းမလဲဒီနေ့ gospel ကျမ်းစာမှာအချက်လေးတွေနဲ့ gospel ကျမ်းစာမှာအောစရာထူးထူးခြားခြားအချက်ကလေးတွေတချို့တွေ့ရတယ်တကယ်ကတော့စမာရိယာလူတို့ဖြစ်တဲ့ခါကျတော့စမာရိယာမြို့သားလူကိုလည်းမခံဘူးရိုးကြွားသားလည်းမခံဘူးတန်ကျွမ်းတို့ကလာတော့ဘုံကနေတော့မှဖြစ်စေလိုက်ရအောင်ဒီကတော့မလုပ်နဲ့ဖျားဖို့တော့ဆုံးတဲ့လူတွေကစိတ်လိုက်မှတော့မလို့ရဘူးလို့တတိပြလိုက်တာပဲခေါ်တာဟုတ်ပြီနိမိတ်တာဟုတ်ပြီတန်ရှင်းတာဟုတ်ပြီဒါပေမဲ့ဖျားဖို့တော့ဆုံးတဲ့လူတွေကလောကဆန်းဆန်းလောကီဆန်းဆန်းစိတ်လိုက်မှတော့ပြောလို့မပြောရဘူးမဆူရဘူးမလို့ရဘူးတတိပြလိုက်တာပဲအဲ့ဒါတတိပြတဲ့ခေါင်းလောင်းတာပဲအဲ့ဒီခေါင်းလောင်းတာကကျွန်တော်နားထဲမှာချက်တယ်ဆိုရင်ဘယ်လောက်ဒီကလာရှိတယ်နောက်အချက်တစ်ခုကတော့လူတယောက်ကပရိုနဲ့ကိုပြတော့လိုက်တယ်ပြောတယ်။တိတ်တော့ကိုမပြတဲ့အတန်လေးနဲ့ကတော့ပြန်ပြလိုက်တယ်။လူကြီးတွေမှာတွင်းရှိတယ်။ဘုံငယ်တွေမှာတက်ရှိတယ်။လူသားမှာတော့ဘုံချက်နေရမရှိဘူး။နောက်တစ်ခါတည်းပြောပြတယ်ကိုတော့လိုက်တယ်။ကိုတော့လည်းအဖေကိုတင်းကျူလိုက်ရအောင်မှာ။ကတော့ဒီလေလူကမြို့ပစ္စည်း။ဟုတ်တယ်။နောက်လိုက်ခဲ့။လိုက်တဲ့လူလိုက်ချင်တဲ့လူကိုမခေါ်ပဲနဲ့ဘာကိုရောလိုက်နေတော့မပြောတဲ့လူတော့ခေါ်တာအော်ဆရာခေါ်တာဒါရင်လည်းအဲ့ဒီအချက်တွေကိုကျွန်တော်တို့ရှင်းဝေးမတွေးပဲနဲ့အဲ့ဒီနေရာမှာကျွန်တော်တို့အချက်ဆရာကတူလူချင်းတို့ခေါ်တယ်လိုက်ချင်တဲ့လူတိုင်းကတော့ချင်လို့တဲ့မသွားနိုင်ဘူးဆိုတဲ့အချက်တော့ကျွန်တော်တို့ပေါ်ချက်မှာချက်ပေါ်ကြီးတယ်တော့ချင်တဲ့လူတိုင်းသူ့တော့လိုက်ချင်တဲ့လူတိုင်းကမလိုက်နိုင်ဘူးကိုရောကတူလူချင်းတာကိုလူများကြားကနေမှကောက်ပြီးမှခေါ်လိုက်တာပဲဒါတော့တည်ချတယ်နောက်တစ်ခုကတော့လူတည်တဲ့လူကိုတည်တဲ့လူကညွတ်ပစီဆိုတဲ့စကားလုံးအဲ့ဒါကျွန်တော်တို့ဘုရားမို့တော်ဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်အရှိကြီးတဲ့ချစ်ကလေးပဲဘာကြောင့်လဲအဲ့ဒီနေရာမှာမင်းဘုရားကိုရောကိုတော့လိုက်တာပဲကိုရောတော့လိုက်ခေါ်ပြီးကိုရောအဲ့ဒါကိုစုဖြစ်နေလိုက်လာပြီဆိုလို့ရှိရင်အမျိုးလိုက်နဲ့ခေါ်သွားပြီးမှကိုဘောကိုဆွဲဆွဲမထည့်နဲ့တော့ထားလိုက်တော့Nasa ko yung alam niya may klasong breaking sa ajo pero sa usa ko lupis si men. Ani ba mo siku? Si se pida ko may pida, kaya mo ro sa ko pida. Kuro na lại ko pida. Anyo na lại ko mo. Da jo atin no mata na ma. Anyo ne ka na ko pa pies ni. Si se be pipဇာတ်မှုတော်ကျတဲ့ဓမ္မစေတဲ့တာသနာမှုတော်မှာအလုံးလုံးနေကျတဲ့ပုဂ္ဂိုလ်တွေကကျွန်တော်တို့တတိထားဆရာကအမျိုးလိုက်ရွှေလိုက်မျိုးလိုက်တဲ့အတင်းတော်မှာလာမကနဲ့ကမဲ့နေရမရှိဘူးဒီသူမအမျိုးလိုက်ကောက်စတေးစေဆောက်မပေးထားဘူးကျွန်တော်တို့အရေးကြီးတယ်အခုဒီမှာဘုဒ္ဓမာကြီးကြီးလာတယ်ခင်ကြီးကတော့ဆိုတဲ့နေရာမှာလူသားကလောမဆန်တယ်လို့ဆိုလို့ရှိရင်သူကြီးစင်းရှိတဲ့ပုဂ္ဂိုလ်ကလောဆန်ကိုကျူစားရပါပဲခင်ကြီးရဲ့နောက်ကိုကျွန်တော်တို့လိုက်ဖို့ချက်ခင်ကြီးကိုကျွန်တော်တို့လမ်းပြတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့အရေးကြီးလာတယ်အဲ့ဒီတော့ live the day to bury the dead ဒီနေ့လို့ဒီနေ့ပုဂ္ဂိုလ်တွေလွတ်ပါစေဆိုလို့ချင်တာကတော့မင်းဒီနေ့လို့ကျွန်တော်အမျိုးတွေကလည်းမြို့မှာပဲကျွန်တော်လည်းမြို့မှာပဲမင်းတို့မင်းတို့လည်းလည်းငါတို့လည်းကဲအမျိုးကိစ္စကြောင့်ဘုမေကသူ့ပိုက်ကိစ္စဝါအတူကိစ္စနဲ့ဖျားအမှုလို့ဆိုပြီးတော့မပြတ်စေနဲ့တို့ကတော့လည်းပြောတာအဲ့ဒါမှနားမတော်ဘူးဆိုနားလေးတော့နားကအကြီးကြီးကြားတော့မကြောက်ဘူးခေါ်ဘူးနောက်တစ်ခုအနေနဲ့ဘာတကယ်လို့ဘာလို့လဲဆိုတော့ live the day to bury the dead ရ
Your duty is to go and spread the good news. Main down my car. Dina lo mio kasi. I mean, main na like. Follow me over there. Main na like. You know say, main lo sa main down my car. Your duty. Main down my car ba? Main down my car. Tuan ma tere option ko na ba? Shit na ba? Main down my car tu me tere option na ba? Tu ko na. 그렇게 돌아. 정말 돌아보고. 나좀 들어로 나오면 지수가 그래 공부해. 나좀 들어로 뭐 할래? 그래 공부 좀 놓아. 미라বে. 마오 거라. 마도래 그래 공부 좀 해. 띵아 거라 먹고, 존재나 거라 먹고. 뭐 존재는 이야마 배워 신하고 지구상에 애들 안 돼 봐. 뭐 존재는 안에 배워 신하고 공부 배워라 먹고 공부해. 내가 이야기야 전체로 나 공부라 전체네 나 정말 공부라 동민이 안 하자 나 뭐한테 안다는 이야기만 하자 저로 지리 무시세 제게 너무 동네 민전체나 그냥 놓치 얘기요 야 동거 보자 제가 도로를 놓고 그리고 안에 누가 진술의 PCB 말에 쓰고 있었고 진술의 PCB 중에 하자 아무도 못 나요 안에 성품을 거기만 아주 성품을 병에 빛내가게 저는 막 아주 성품을 나서 말로 저는 리디 거의 출발한 공수대로 지속해야대로 고나이 가래 끝나고 가발에 다시 진짜 고고하고 자기만 대시로 부서 가게 고소할 때로 저는 뭐가 말에 다시 지나가 아사사자마 정말 소차야가 for the good news. 그래 공제 was with a good more 고기야 소리 아들이나 지도 비싸게 보세요 소제나 제마사미 내가 왜 욕하는 제 하나를 사대나마 파르시 Novice Mistress만 그라시랑 우시 미냐고 해포와리네 그라시랑 야마 대시장 계장 자마리네 Sister Scholastica Mohima. 대시가 Sister Monica. 대시가 Sister Susie Kusime. 시와리 Sister Lucy Hamilton. 대시가 Sister Celestina Monanwe. 대시마리 Sister Cecilia Jinghaiwan. 대시마리 Sister Elizabeth Bunlian Jing. 대시마리 Sister Martha Nyang Ramman. 대시마리 India, Gurushi Pekolondo, Dashi Namudi, Gurushi Usoya, Benishi, Karnado, Yamaki,
ရှင်သေးရှိနေကြပါသည် သင်္ကန်းဝိယုံခိုင်ဝိဒီလရှင်တော်များအားအဖဆရာတော်ဘုရားမှ၎င်းတို့၏စိတ်ဆန္ဒဆုံးဖြတ်မှုနဲ့ပတ်သက်ပြီးဒီဉာဏ်နဲ့အခါဒီလရှင်တော်များမှမိမိတို့၏ခိုင်ချက်သဘောထားများကိုထုတ်ဖော်ဖြေကြားကြမှာဖြစ်ပါရဲ့ရှင် ချစ်သမီးတို့စင်ခီဇာလမ်းရှင်တွေဒီလရှင်သင်္ကိုင်းတို့ဝင်ရတယ်ဒီတို့အတိတရားဖြင့်လွတ်လပ်စွာစိတ်ဆုံးဖြတ်ပြီးကြပါတော့ တပည့်တော်မတို့သည်စိတ်ချွေးစားလမ်းစဉ်တွေတိလရှင်သင်္ကန်း၏အခြေခံမူစီကံဥပဒေများနှင့်လုပ်ငန်းများကိုလေ့လာပြီးဉာဏ်တော်သောကြောင့်အသင်္ကန်းတို့ဝိညာဉ်လွတ်လပ်စွာစိတ်ဆုံးဖြတ်ပြီးပါပြီဗျာ စင်ခီဇာလမ်းရှင်တွေဒီလရှင်ဘဝဖြင့်တရားသခင်ရဲ့အမှုတော်ကိုထမ်းဆောင်တော်နေလို့ဒီအနန္တပူဇော်ချွေလက္ခဏာဖြင့်တမတ်ထားတော်သင်္ကန်းကိုလေးစားစွာဝတ်ဆင်ရအစဉ်သင့်ရှိကြပါတော့ ဖယားသခင်၏ကိုကြီးဆောင်မခြင်းကိုအမိပြု၍သင်္ကန်းကိုလေးစားစွာဝတ်ဆင်ရန်အသင်ရှိပါသည်ဖယား ဆက်လက်ပြီးဆရာတော်ဘုရားမှပူဇော်အနန္တခြင်းနှင့်ပြုစုခြင်းလက္ခဏာဖော်ဆောင်တဲ့သင်္ကန်းဝိယုံများကိုကောင်းကြီးပေးပြီးဟန်နေမှာဖြစ်ပါလို့ရှင် ကောင်းကြစို့ဘုရားသခင်ကိုရောရှင်၏မြေပေါ်တွင်တည်ရှိနေကြတော့ကိုရောရှင်၏စီကံတိရစေလုံးများခံယူပြီးအနန္တပူဇော်ခြင်းနဲ့ပြုဆင်ခြင်းလက္ခဏာပေါ်ဝင်ရှိသောဤသင်္ကန်းများကိုကောင်းချီးပြီးတော်မူပါဒီလိုဒီနေထိုင်ပြုမှုပေါ်အားဖြင့်စိတ်ဒီသဘောထားဖြင့်စိတ်ဘရောရှင်နာအနန္တပူဇော်ထားတဲ့သူများဒီကြောင့်တည်ပြီးခံကြရဒီလိုကိုထင်းထင်းဆောင်ရှောက်တော်မူပါမည်အကြောင်းဘရောရှင်တပါးဒီတော့တာတော်အဖြစ်ကောင်းရှောက်ကြပါသည် အာမင် ဒီလရှင်လောင်များဟာလောကီဆိုင်ရာရိုးရဝတ်စုံများကိုဆွခွာပြီးသူတော်စင်မောင်မြောင်ချင်းတည်ဖြင့်သင်္ကန်းဝိယုံများကိုစင်ကြံကြတော့မှာဖြစ်ပါရှင်ခုလေးလာသူစင် aspirants တင်သန်းအောင်မြင်ပြီးဝီလိုသူအဆင့် postulant ဘဝတို့သလန်းကြောင့်မဲ့သင်္ကန်းခုနှစ်ဦးတို့အားနေ့စဉ်ရွတ်ဆိုရမည့် Divine Office စာအုပ်ကိုအဖဆရာတော်ဘုရားမှကောင်းကြီးပေးပြီးတဦးစီပေးအပ်သွားမှာဖြစ်ပါရဲ့ရှင် သ
sư con trà xuống Amen no Kong Abhya Atidu Kanshi Siramura O Priyatake Puro Panse Pipe Namura Pesite Me Ayamya Bono Puro I Kong Chimengala Dolora Muba To the Pien Dishin Suyame Di Sudomita Miyago Kong Chibira Muye Gracias Puro Sinyano Bukara Sene Kumya Mamatha Sucha Pien Rukunai Evolui Jansa Punayuya Kongsi Birawa Lo Kuchi Yutencha Le Kuroi Dia Onne Rurotai Iya Myako Kombucha Do Kukuya Rudi Kuroi Kanshina Ro Namaro Kukota Chia Kaya Ne Wingi Juku Kansa Pamil Chao Jurwe Sekiro Pia Sekiro Libiwe Tong Sao Chaba Libya Yaku, Willow to ascend, postulants data on Yipi, Dilakshan now, office Kawado, Kalanja met, Tenan to Sanaku, take over the men. Maria Chingaiman, Kalita Tana, Kampasi Su, Kampanyo. Anani Munji, Kalita Tana, Kampasi Su, Kampanyo. Helena, Hakata Tana, Matupisi Su, Santanyo. Monica Wiki, Hakata Tana, Rungsi Su, Roktang Jiwa. Cecilia Nadia Sanglai, Bomo Natana, Mansi Tenge, Ikuman Kam Jiwa. Monica Jingwe, Kalita Tana, Laitisi Su, Laitisi Jiwa. Dominica Niwailing, Kalita Tana, Kamaji Su, Kamaji Jiwa. Mary Satang Chuseng, Bomo Natana, Sobong Tenge, Katangkang Jiwa. Rosan Nemlaikung, Kalita Tana, Saint Peter and Paul Su, Kalimyo. Monica Bongkona, Kalita Tana, Laitisi Su, Isang Jiwa. Angelina Nonilawe, Janguta Tana, Gamutang Tenge, Tangsaleja. Angela Lungai Kalita Tana, Bukrisi Su, Bukrijiwa. Tenan Nya A, Searo Peama, Luati Nya Go, Sisi Bina Marime, Dilakshan Yama, Se Chen, Nakan Chen, Kyusi Chen Pari Tumpangu, Jinsak Diye, Ateno Ne, Ta Alungu, Asekanayan, The King Critical Naku, Lailu Jao, Tangpan Jama Kibayashi. Dear sisters, what will you ask from us? I have come here I ask you to teach me to follow Christ's and to live in poverty, chastity and obedience. Please
May our merciful Lord nourish you with His grace, and Christ, a divine teacher, grant us His light. O God, you are the source of every holy vocation. Lovingly of your servants, and they join in so that they may serve you more perfectly. Granted, together may bring us to mutual love. We ask this of you through Christ our Lord. အခုသေကရဲ့ကျင့်စဉ်ဥပရိစာတို့ကိုဟဆရာတော်ဘုရားကကောင်းကြီးပေးပြီးတခုစီအားဝိအပ်မှာဖြစ်ပါလို့ရှင် Dear sisters, I accept your request and I admit you to the novitiate at Colonial under the guidance and care of the novice mistress, Sister Angela Peroy. I remind you of your deep desire to live for God and follow Christ more closely.ယခုဝိယုံဒီကံခံယူပြီးကြသောသီလရှင်များ၏သစ္စာဖြစ်ခြင်းခန္ဓာဖြစ်ပါလိမ့်ရှင်
ဆရာတော်ဘုရားမှသီလရှင်များအားအသိဉာဏ်ကျင့်ဝတ်ပရိယာကိုလိုက်နာကျင့်သုံးရန်လူလူလတ်လတ်မိမိဆန္ဒအရသစ္စာပြုလို့ခြင်းရှိမရှိပြီးများတဲ့အခါသီလရှင်များက၎င်းတို့၏ဆန္ဒကိုထုတ်ဖော်ကြေညာကြမှာဖြစ်ပါတယ် ဒီလိုဒီရားတဲ့သာသနာတော်ထာမှာမိရိယာကိုကောင်းခံကြပါသည် ဘုရားသခင်၏ချစ်ချင်းမြတ်တာနှင့်ကျေးဇူးတော်ကိုအမြဲပြု၍ဒီလိုတော်မှာသည်စင်ထရီစာတန်စင်တွေဂလာရှင်ကိန်းကိုင်း၌ဘာသာပြုဂလာရှင်ဘဝနှင့်ကိုရမြေကိုအစီအခံတဲ့ဘာသာတော်ကိုအစီအခံခြင်းဖြင့်ခရစ်တော်နောက်ကိုလိုက်ကြံတော်ခါပါသည်ဘုရား ဒီနေ့ဒီလိုကိုအကျွမ်းမဲ့အနန္တလောချင်းဖြင့်တရားတစ်ခဏိဖိတ်ခေါ်ခြင်းကိုလက်ခံရတရားတစ်ခဏိလူမျိုးတော်လည်းတွင်ဘာဝချမ်းသာကိုပြည့်တည်ခံသူများပြုလို့ကြပါ၏လော တန်ရှင်သောဝိညာဉ်တော်၏အာထုကိုကျေးဇူးတော်ကိုမြည်ပြု၍ဒီပေတော်မှာအလိုရှိပါသည်ဘုရား ရောမြတ်ကိုချီးမွမ်းပြုတဲ့သာသနာပြုဖြစ်လျက်သာသနာပြုပုဂ္ဂိုလ်များအထူးသဖြင့်ဓမ္မတော်များအတွက်ဆုတောင်းပြီးခြင်းအမျိုးသမီးများ၏ဖွံ့ဖြိုးမှုလုပ်ငန်း၌ပါဝင်လုပ်ဆောင်ခြင်းမူသောဒီယုံချက်သုံးခုရှိပါသည်စေဝိဇာလန်ရှင်တွေဒီကဆက်တင်ကိုင်း၌သာသနာလုပ်ငန်းကိုကိစ္စရှိဆောင်ရွက်ရဒီလိုကူခရစ်တော်အားအနန္တပူဇော်ပြုကြပါ၏လော တန်ရှင်သောဝိညာဉ်တော်၏အာထုကိုကျေးဇူးတော်ကိုအမြဲပြု၍အနာပူဇော်တော်ပါသည်ဘုရား ဒီနောက်ဒီဘုရားသခင်ကိုချီးမြှောက်တော်ကြောင့်ဤပူဇော်အနန္တချေမှုကိုယေလူယေလူဆန္ဒအတိုင်းလွတ်လပ်စွာဆုံးဖြတ်ကြပါ၏လော တန်ရှင်သောဝိညာဉ်တော်၏အာထုကိုကျေးဇူးတော်ကိုအမြဲပြု၍ဒီပေတော်မှာသည်ဘုရားစွာဆုံးဖြတ်ပါသည်ဘုရား ဒီလိုဒီစီတော်ချေမင်္ဂလာထားသူရှင်ကကြီးဖြစ်၎င်းရှင်တော်ဝိညာဉ်တော်ဖြစ်၎င်းဒီလိုကူအနန္တပူဇော်ခဲ့ကြပြီဒီလားရှင်သမီးဂရိတိစာပြုခြင်းဖြင့်ယေအနန္တပူဇော်ခြင်းကိုဦးမူလေးနဲ့စီယူကြပါ၏လော တန်ရှင်သောဝိညာဉ်တော်၏အာထုကိုကျေးဇူးတော်ကိုအမြဲပြု၍ကိုယ်မလေးနဲ့စေလိုကြပါသည်ဘုရား ခရစ်တော်နောက်သို့လုံးလုံးလျားလျားလိုက်လာရန်ဒီရွယ်ချက်ဆရာရှင်ဒီစာအဖြစ်လူအဖြစ်ကိုယ်တော်မခဲ့တော့ခရစ်တော်ကဲ့သို့ဆရာရှင်ပါရမီကိုလေးနဲ့စွာကျင့်ဆောင်တည်ရ၎င်းတပည့်တော်ဘုရားရှင်တော်မခဲ့တော့ခရစ်တော်၏နာခံခြင်းသမုနာကိုယူ၍ခရစ်တော်ရှင်၏ဘုန်းတော်ကိုခံရှားစီရန်အကြီးအကဲလမ်းညွှန်မှုများကိုဘုရားသခင်ရဲ့တော်မြတ်ထိခံယူတဲ့နာထောင်ကြရတော်ကောင်းဘောင်နိုင်ငံတော်တွေ့ပြုစေခြင်းသစ္စာအဖြစ်ဒီလိုဘဝတစ်ခုလုံးကိုဘုရားသခင်အားစိတ်တော်အကျွမ်းမဲ့အာရဆုလာစွာပြုစောတဲ့ဘာကဘာလူသားအားလုံးကိုကြည့်ခဲ့နိုင်ကြရတော်ကောင်းသင်တို့အစင်စီကြပါ၏လော တန်ရှင်သောဝိညာဉ်တော်၏အာထုကိုကျေးဇူးတော်ကိုအမြဲပြု၍အပြည့်ရှိကြပါသည်ဘုရား စေဝိဇာလန်ရှင်တွေဒီလားရှင်တင်ရဲ့အခြေခံမှုနဲ့စေကဥပရိများနဲ့ဤဒီဒီနဲ့ခြေတော်ကမျိုးမျိုးကိုဆောင်ရွက်ကြဒီလိုကူအန်နေရဲ့ဒီဝိရိတရားတော်ကိုသိသိခိုင်းရတယ်သာသနာ့ရိကေတဲ့ခြေတော်ကကိုအကောင်းနဲ့ပေါ်ရခရစ်တော်နဲ့ပေါင်းဆက်၍အတင်းဝင်ဒီလားရှင်များနဲ့စိတ်တော်သူကြီးစွာဒီထိုင်ရအလိုရှိကြပါ၏လော တန်ရှင်သောဝိညာဉ်တော်၏အာထုကိုကျေးဇူးတော်ကိုအမြဲပြု၍အလိုရှိကြပါသည်ဘုရား ဒီလိုဆန္ဒရတနာဆိုတဲ့တို့အနာပူဇော်တဲ့အတိုင်းဤဝါဆွေနေထိုင်ကြရတယ်။ဘောင်ငယ်
Sia, Piara King for Mochi, you, Tendu, Ime, Siro, Mumbabe, John, Sultan Jasu. Ubiya King Kuroshini, Kala, Ascension, Salamo, Attention, Ineni, Idirase Lomia, Kupang, Mire, Kuroshina, Siro, Atume, Chicken, Giant. Jendila Artelagon, Kuroshini, Bomo, and Chansialagon, Jijo Tabaku, Olong, Kuroshini, Jemita, and Chansiane, Ola, Tisu, Chimon Giant, Kuro, Fidon, upon the city, Sivami, and John, all South Java, Amen. Sarapi, Lashemia, Rikisa, Pijama, Tabashi. In the name of the Father, and of the Son, and of the Holy Spirit. Amen. Lord Jesus Christ, to have graciously called me to become your own, at baptism to give me a new life, and to draw me into intimacy of your love, to favor me with my religious faith in the order of the Little Sisters of St. Charles, so that I might share in the work of bringing your love to others. In response to your call, I, Sister Susie Busime, I, Sister Lucy Hamilton, I, Sister Celestina Nona, I, Sister Cecilia Chimela, I, Sister Elizabeth Uniente, I, Sister Martha Nona, wholly dedicate myself to you. As a sign of this dedication, I vow to God, into your hands, Sister Assunta Wong, to live a life of the evangelical counsels of chastity, poverty, and obedience, and I promise to live in humility for 1 full year, according to the constitutions of the Little Sisters of St. Charles, and also in the presence of the church community gathered here, especially my family, relatives, benefactors, and friends. In the name of the Father, and of the Son, and of the Holy Spirit. Who, Saint Teresa, Lesemia, Bounty Baby, the Basico, Bayama, the Banishin. Long Jasu, Jahanga Guru Sentu Bisi, Lopunga, Chenya Bisi, Ayamesi Netisu Jare Harai, Louis Jimne Dansin, Sin Aume, Saint Sajaret, Tuyuroma, Tulodi Soya, Tuyuramo, Aron Songu, Arinamo, Kawakan, Nyamnya tanda tulisan ku awal kuliah kalian, budi swabut seinanya lorna tamat ado, isim bisa mulai suamiku, kongsi irang jue ansin sidawang. The last day go out with the doctor, say a chin, not a chin, then shake you say chin, make chin, sorry paramia, Imiru go out, you not make my jam, the canary chin, let's wait, my jam out to buy.
ပြီးတော့လည်းသာသနာတော်မှာကျင့်ကြံကိုအနန္တဘုရားချက်ထဲမှာဖြစ်ဒီစင်ပိစာပုံလေးဆွေးပြီးအန်ကြတော့ဒီနေ့မှစတဲ့စင်ပိစာနည်းတင်ကိုပြုတော်တာရင်ဖိုင်ဆိုင်ကြောင်းတတိပြီးတော့အရာဖြစ်တင်စေတော်၌ဆွေးမဲ့စီတော့ဒီလေဆွေးတွင်ကြီးသာထားတဲ့အတိုင်းစင်ပိစာကဲ့သို့တင်ဒီလေသာသနာတော်၏จิตမိတာဘဟုထာနာဖြစ်ကြောင်းအမလက်ခဏပြပါစေဒီလေဆွေဒီဘာဝချမ်းသာခြင်းကိုပြီးတဲ့အာမခံဖြစ်ပြပါလိမ့်မည်နောက်ဆုံးအနေနဲ့မိမိတို့ရဲ့ပရိသစ္စာများကိုလွတ်လွတ်လပ်လပ်ခိုင်မာမာပြုတဲ့အကြောင်းသက်သေပြတဲ့အနေနဲ့လက်မှတ်ရေးထိုးကြမှာဖြစ်ပါရရှင်Kecil nama tu.
This time, I read it. Now everyone. Salami Kumama Pamo, Tony, and we shall reading me, come and calling me to the make up of Kenny, all the Father, and what you get to your cat, the difficult of Yasi Army, a bit of Yata, the New Day, all Xiao Su. Francis Angkabai Social Jambayan. Nature
king. Yikumashimaji Sita Dunia Kau Saya Ru Nazura Mubafia. Amen. Sena Bale. Amen.
Mama Paulo, pada dulu saya kami Rokiani. Jinnone tentu saya kerja di budaya kunci perkara mumaya sultan Jawa. Ubiadhin turosin daiman pagamacing Ridi papanunsya karena tusimpahin Ibirado se kacara punargayamya ane sudomidamya kulit halamunnya Kuroci temirawi padamaci lamya anu Kuroci roh pempampu kumisi
Tui wa mia garo ti punya pina jaya masarwa mia jo. Biru de ke do pia simpo mi pi to sa jabadi ya. Dominus vobiscum. Sursum corda. Domino Deus nostrum. Veranium et justum et semper me salutare. Nos tibi semper ubique gratias asere. Domine Sancte Patris Potens Aeterne Deus, per Christum Dominum nostrum, qui humanis et miseratus erroribus, debies inde nasi dignatus est, qui crucem passus a perpetua morte nos liberavi, eramur tuis resurgens, vitam nobis donavit eterna, et ideo cum angelis et archangelis, cum tronis et dominationibus, cum qui omni militia celesti exercitus, in gloriae Tuae animus, sine fine dicente.
Jupiter Kindi Anna Chinhan Ayayu Mimi Romayetai Lokovina Hantanamu Mi Mokudro Yesu Tenabukide Pera Muje Mimi Dibira Jirwa Pide Venga Mujita Denwa Mubiya Pide Sakaro Biga Dilo Pwana Kaya Nai Kanda Di Ini dunia sasa binau lara juga mungwe tekan sudah mungkin bibit bira cira lara mungkin beda kita dengar ini lara mungkin kau jalo jika bimya kucun adonga tenone dunia aku orang saya ni kawan pergi saya lagi bira lagi Aku mitria cina ia mutu jalo. Jendela janjiya buci jatuh.